Hello အားလုံးမင်္ဂလာပါအခုကတော့ pricing box လေးဖောက်မှာပါရှင်။ဘာဖောက်နေပါလဲဆိုတာကြည့်ကြည့်အောင်ပါ။ကဲရှင်နေညပါတယ်။ဖွင့်ပါတယ်။ထဲမှာတော့ချစ်စရာလေးဝိုင်းဝိုင်းလေးပူလို့ရှိတယ်။ကဲအဲ့ဒါလေးကိုဖောက်လိုက်လို့ရှိရင်တော့ဒီမနက်ချက်လေးရလာပါပြီရှင်။ညအိမ်နဲ့ချက်လေးပါသူက reduce noise ပေါ့နော်။ကောင်းလေးနားပိတ်ပေးလို့ရပါတယ်ရှင်။ notebook လေးပါရှင်။တကောစုံနေရေးမှတ်လို့ရတဲ့ notebook လေးပါရှစ်ရှာလေး notebook လေးပါနောက်တစ်ခုလေးကတော့ဒါလေးဖောက်မယ်နော်ဘာလဲတော့မသိဘူးတန်းတော့ကြာနေခက်ခက်ကလချင်းလေးပါ Fino for his back the string မှာပြီးတော့ shampoo ပြီးတော့ makeup remover လေးပါရှင် Thank you so much for the gift